ဆွဲလန်းမှုလွန်ခဲ့တတ်ပြီးတော့မူရစ်စေတဲ့အရာတို့ကိုဆွဲလန်းဖြစ်တတ်တဲ့လက္ခဏာနဲ့ပတ်သက်တဲ့အချက်လက်လေးကိုဆွေးနွေးမှာဖြစ်ပါတယ်။အညိုးနဲ့လက်ခလေကြားကနေပြီးတော့လက်သားနဲ့လက်ကြွယ်ကြားနေရာကိုဆက်ထားတဲ့ကွင်းလေးကိုနော်တောက်ကြကပတ်လို့ခေါ်တယ်။နောက်ဒီရမက်လမ်းကြောင်းဆိုတာကတော့တနင်္လာကျော်ကနေပြီးတော့လမ်းကြောင်းအောက်ခြေနားကိုဆက်ထားတဲ့ဒီဖော်ပြပါလမ်းကြောင်းလေးကဒီရမက်လမ်းကြောင်းဖြစ်တယ်။အဲ့လိုဒီတောက်ကြကပတ်လမ်းကြောင်းရမက်လမ်းကြောင်းဒီပါလို့ရှိရင်ဘယ်ရမ်ဆိုပေါ့နော်ဒီဆွဲလန်းနဲ့တခုခုတွဲတတ်တဲ့သဘောရှိတယ်။ဒါကအသိအပြင်းထန်မှုမရှိသေးဘူးပေါ့နော်။တကယ်ပြင်းထန်သွားတဲ့အနေအထားမျိုးဆိုတာကတော့ဒီတောက်ကြကပတ်လမ်းကြောင်းမှာတောက်ကြကပတ်ကအပြည့်အတောက်တွေများမယ်ရမက်လမ်းကြောင်းကလည်းအပြည့်အတောက်တွေများမယ်နောက်တော့ကဒီလိုမျိုးပေါ့နော်ဒီတောက်ကြကပတ်ကတခါလေးမှာသူအပြည့်တွေများတာပြင်ကိုတစ်ကြောင်းကနေနှစ်ကြောင်းတချို့သုံးကြောင်းအထိပေါ့နော်ဒီရှုပ်ထွေးနေတာတွေရှိသူရမက်လမ်းကြောင်းမှာလည်းဒီလိုပြတ်တောက်နေတာဒီနှစ်ကြောင်းသုံးကြောင်းရှိတာတွေဆိုလို့ရှိရင်သူကဒီအိစအရက်တွေနဲ့ပတ်သက်ရင်ပိုပြီးဖြစ်လွယ်တတ်တဲ့သဘောရှိတတ်ပါတယ်ဒါကတစ်ခုပါနောက်တစ်ခုကတော့ဒီအသက်လမ်းကြောင်းအောက်မှာဒီအသက်လမ်းကြောင်းမှာအသက်အကူလမ်းကြောင်းဆိုတာတစ်ခုပါတယ်ဒီဟာလေးကိုပုံမှန်လေးပြထားပါတယ်ဒီအသက်ကူလမ်းကြောင်းလေးကပုံမှန်အဖြစ်ဆိုလို့ရှိရင်သူကအသက်လမ်းကြောင်းရဲ့အတွင်းဘက်မှာကွေးလေးရှိနေတယ်ရှိနေပြီးတော့ဒီလမ်းကြောင်းရှိလို့ရှိရင်သူကဒီအသက်နဲ့ပတ်သက်လို့အန္တရာယ်ဖြစ်လာတဲ့အခါမှာသူကအကာအကွယ်ပေးနိုင်တဲ့တတိရှိတယ်အဲ့လမ်းကြောင်းကဒီအဲ့လိုပေါ့နော်ဆွဲလန်းစေတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်လာတဲ့အခါကြလို့ရှိရင်သူကသက်လမ်းကြောင်းကိုဖောက်ထွက်သွားတယ်ဒီနေရာမှာပြထားတဲ့နေရာလေးပေါ့နော်ဖောက်ထွက်သွားတဲ့နာမျိုးကဒီမူရစ်စေတဲ့အရာတို့နော်ဒီဆွဲလန်းစေတဲ့အရာတို့နဲ့ပတ်သက်ရင်သူလိုက်စားစေတတ်တဲ့သဘောရှိပြီးတော့နောက်တစ်ခုကတော့ဒီအင်္ဂါဒေါသလမ်းကြောင်းလို့ခေါ်တယ်အင်္ဂါဒေါသလမ်းကြောင်းဆိုတာလက်မအရင်ကနေပြီးတော့ထွက်လာတဲ့ဒီလမ်းကြောင်းလေးတစ်ခုအင်္ဂါဒေါသလမ်းကြောင်းမှာပြထားပါတယ်နော်အဲ့အင်္ဂါဒေါသလမ်းကြောင်းလေးကိုဒီရာဟုကြိုကုံလို့ခေါ်တဲ့ဒီအဝိုက်နေရာပေါ့နှလုံးလမ်းကြောင်းနဲ့ဒီဥကောင်းလမ်းကြောင်းနဲ့ဂျားတွေကနေရှိရာဟုနေခေါ်ရထွက်လာတဲ့လမ်းကြောင်းလေးကဖြတ်တော့သွားမယ်ဆိုလို့ရှိရင်ဒီလိုလက္ခဏာရှင်မျိုးကလည်းဒီမူရစေတာတို့เนาะဒီဆွဲလန်းစေတဲ့အရာတို့အရက်သေးတာနဲ့ပတ်သက်ရင်ဆွဲလန်းပြတ်တတ်တဲ့လက္ခဏာမျိုးဖြစ်တတ်ပါတယ်။နောက်အဲ့လိုလက္ခဏာနဲ့ပတ်သက်တဲ့ပေါ့နော်လမ်းကြောင်းတွေပါတဲ့ဥကောင်းလမ်းကြောင်းကလည်းစိုက်လွန်မယ်။နောက်လက်ဝါးပြင်းကလည်းဖော့လို့ပေါ့နော်ပျော့ပြီးတော့ပျော့ပြောင်းလွန်မယ်ဆိုလို့ရှိရင်လေဒီဆွဲလန်းစေတတ်တဲ့အရာများနဲ့ပတ်သက်ပြီးသတိထားစီရမယ်လက္ခဏာရှင်များဖြစ်တဲ့ဆိုတဲ့အကြောင်းတင်ပြလိုက်ပါတယ်။ကျမ်းမှာချမ်းသာလိုရာပြည့်ပါစေကျေးဇူးတင်ရှိပါတယ်